္ဂလာပါရှင်ဒီနေ့မှာတော့ညီမကိုယ်တိုင်လုပ်ထားတဲ့ ID ရှိတဲ့နေရာလေးကိုသွားမှာပါကဲဒီတော့ ID ရှိတဲ့နေရာလေးကိုသွားလိုက်ရအောင် let's go သွားကြမယ်အကားနဲ့သွားရင်အရန်ကြတယ်ဒါပေမဲ့တမ်းပြီးသွားပြလိုက်မယ်ပေါ့နော်အရန်ကြမှာဆိုလို့ပေါ့နော်အရန်ကြတယ်ပေါ့နော်ကားနဲ့သွားရင်တော့ဒီမှာပါညီမကိုယ်တိုင်လုပ်ထားတော့ရေထဲတန်းကြတယ်ရောက်တာလေအေးရှစ်ဘလူးတက်ကမှလည်းရပြီရောက်တာနေရေထဲတန်းကြတယ်ဟိုမှာဒီမှာပါရှင်ဒါညီမကိုယ်တိုင်လုပ်ထားကျမကိုယ်တိုင်လုပ်ထားတာပါပန်းလေးတွေလည်းအများကြီးပဲပေါ့နော်မပန်းလေးဆိုတော်တော်လှတယ်အမှပြားလေးတော်တော်လှအပြားလေးဒီဘက်အနီဆိုပိုလှပါတော့လိုင်းလေးအနီလေးတော်တော်ကြိုက်တယ်ညီမတော့အနီနဲ့အဖြူကြိုက်ဆုံးတယ်အပြားလေးလည်းကြိုက်ပါတယ်3ယောက်ပေါ့နော်တငယ်ချင်း3ယောက်လေလာလို့ရှိရင်ဒီမှာနေလို့ရပါတယ်ပြီးတော့ပုံဖိုင်ရပေါ့နော်မှာဖိုင်ရမီးဖွင့်လို့ရပါတယ်ရှင်ပြီးတော့ဒီမှာလက်တန်းစီလို့ရပါတယ်ဒါအောင်မင်းဖွင့်လို့ရလားမသိဒါအကင်မို့အကင်မို့တော့ပေါ့နော်ပြီးတော့ဒီမှာကဘုရားကျောင်းလေးရှိပါတယ်ဒါတော့မနော်ဟိုဒါကြတော့ကျမဒီနားမှာလေးဒီကျမလုတ်လိုက်တာဒီတဲတွေနဲ့ဒီဘက်ပေးအောက်စာတွေအကုန်လုတ်လိုက်တယ်ဒီဘက်ပေးအောက်စာတွေကတဘာဝအတိုင်းလို့နော်ဒီခိန်အတိုင်းပဲထားပေးတာပါဒါတွေကိုတော့ညီမလုတ်ထားတာမဟုတ်ပါဘူးရှင်ဒီဟာဘောနော်ဒီဘက်ကကဲညင်လိုမျိုးကန်အဆက်ကလေးနီးတော့လေတော်တော်လေးကိုပြောပုတ်ကောင်းတယ်ဘောနော်ကန်းကြည့်လိုမျိုးလေးပေါ့နော်ရေစင်းကူးလို့ရပါတယ်ဒီနားလေးမှာဟိုအောက်ထဲမှာလည်းပဲတွေအများကြီးပဲရှိပါတယ်ပြီးတော့လေဒီအပေါ်ကကြတော့လေလုံးဝကိုလေလားညီမကိုယ်တိုင်လေဒီတဘာဝအတိုင်းထားပြီးပန်းနေဒီတဲတွေဒီဓာတ်တွေကိုဒီတိုင်းဒီအအကုန်လုံးကိုယ့်ဘက်လုံးလုပ်လိုက်တာပါကျန်တာတွေကတော့ဒီတဘာဝအတိုင်းထားတာပါကြိုက်လို့ရှိရင်လိုက်ကြိုက်လို့ရှိရင်တော့ဒီဥစ္စာဒီ ID လေးကိုcomment မှာရေးပေးထားပါမယ်ကြရင် comment လေးမှာကြိုက်ပါတယ်ရှင်လို့ရေးပေးခဲ့ပါပြီးတော့ like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲဒီနေ့ video လေးတလုပ်ပါပဲအားလုံးပဲ bye bye ပါ